ဥယျာဉ်ပြားကအစီအရန်ပြန်ပြီးတော့စပင်တအားကျွတ်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ L'Oreal ရဲ့ shampoo 3A လေးကိုသုံးကြည့်ပါနော်အမေလည်းဒီဟာလေးကိုသုံးကြည့်တာအရန်ကောင်းတယ်စပင်ကျွတ်တာတွေလည်းတက်တာသလိုစပင်လေးလည်းပျော့ပျော့အေးအေးလေးနဲ့ပြီးလို့ရှိရင်ဆန်သားကိုပေါ့နော်ပို့ပြီးတော့လည်းကောင်းနေတယ်ကိုယ့်ရဲ့စပင်ကပျက်စီးထားတဲ့သူလေးဆိုလို့ရှိရင်လည်းဒီဟာလေးကိုသုံးလို့ရပါတယ်နော်စပင်ကခေါင်းလျှော်ပြီးပြီဆိုတာနဲ့တရက်နှစ်ရက်နေလို့ရှိရင်ဥယျာဉ်ပြားအရန်အစီပြန်တယ်ပြီးလို့ရှိရင်ဘောက်တွေလည်းအရန်ထားတဲ့သူအတွက်အရန်ကောင်းတဲ့ shampoo လေးပါစပင်ကဆေးဆိုးလိုက်ကောက်လိုက်ဖြောက်လိုက်နဲ့ခဏခဏလှုပ်ထားပြီးတော့ဆန်သားပျက်စီးတဲ့ဟာတွေကိုလည်းပြုပြင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဟာလေးသုံးပါစပင်ကျွတ်တာတွေဥယျာဉ်ပြားရတာတွေကိုတည်တတာစေတယ်ပေါင်းစည်းလေးကကြောက်လဲ conditioner လေးကတခြားပေါင်းစည်းတွေနဲ့လုံးဝမတူဘူးသူ့ထဲမှာက snack ခဲလေးထည့်ထားတဲ့အတွက်ကြောင့်မလို့ပေါင်းစည်းလေးပေါင်းပြီးပြီဆိုတာနဲ့ရရနာမျိုးဥယျာဉ်ပြားကိုပေါက်ထားတာမျိုးလုံးဝမဖြစ်ဘဲနဲ့စပင်ကို shiny ဖြစ်ပြီးတော့ဆန္ဒအေးအေးလေးနဲ့ကျန်းမာပြီးနူးညံ့စေတယ်ဆန္ဒတွေပျက်စီးထားတဲ့ဟာကိုတည်တစေပြီးတော့စပင်လေးကိုပိုကောင်းစေတယ်စပင်ပျော့ပျော့အေးအေးလေးနဲ့ပြီးလို့ရှိရင်ဆန္ဒကိုပိုပြီးကျန်းမာအောင်လုပ်ပေးပါတယ် expert date တွေဆိုရင်လည်း2020 contract date တွေပါ